ဘေကျူးမန်ကိုမနေ့ကကျွန်တော်ပြောခဲ့တယ်ဘေကျူးမန်မှာပါရှိတယ် CFN CMA အဲ့ CFN CMA ကကိုဆွဲတဲ့တင်မောပေါ်ကဆက်ကဘလက်ကောင်လဲမြန်မာလိုပြောရင်မြင်းကောင်ကြီးပေါ့နော်အဲ့တော့ကျွန်တော်တင်မောကဘာလဲပြောလဲကီလိုဝတ်နဲ့ပြောတယ်ဘယ်လောက် cooling capacity ရှိလဲတန်ဘယ်လောက်လဲအဲကွန်ပိုးရိုးနေဆိုရင်ဘယ်လောက်လဲ3တန်4တန်9တန်တင်မောကြီးကြီးလောက်15တန်တော့တော့သွားတာပေါ့ပိုးရိုးအခန်း3ခန်းလား2ခန်းလားအခန်းရဲ့ capacity ကဒီခန်းတော့ပေ20ပတ်လေလားအဲ့ပုံမှာမူတည်ပြီးတော့ဗာကျေသွားမယ်cooling capacity ကြီးသွားရင်ဒီဘက်ကလည်းအဲ့ကြီးရဒီကြီးဖို့တော့ဗာလဲတွက်တယ် CFN နဲ့တွက်တယ်ပနနဲ့ဘယ်လောက် CFN ဆိုပနနဲ့ရရတယ်အဲ့ဒါတော့ဆရာတို့ကြည့်ပြီးသားအဲ့တော့ perfect vacuum လုံးလား partial vacuum လုံးပါလား partial vacuum ပဲလုံးမယ် perfect vacuum လုံးလို့ရလားမရပါဘူး compressor ထဲမှာဘာကြီးကြည့်လဲ C တွေလိုက်လာမှာပေါ့အဲ့တော့ C တွေထွက်သွားမှကြောက်လို့ vacuum ပဲသုံးမယ်ဆိုရင်ကျွန်တော်တို့ကအဖုံးလေးကိုအရင်ဖွင့်ဆရာတို့အဖုံးဖွင့်လို့မရတဲ့ဟာတွေအသေးထိုင်ထားတဲ့ဟာတွေရှိတယ်ဖွင့်နေရမလိုတဲ့ဟာတွေမဖွင့်နဲ့လေးရပြီးတော့အဲ့ဒါကဘေးရတယ်ဒီထွက်လို့ကျွန်တော်နမူနာကျွန်တော် sample ပဲဆရာတို့ပြောပြပါဦးဆက်ကြီးတင်မောပါဆက်ဟုတ်ပမ်တောင်းကိုကျွန်တော်နောက်နေ့ကျမှပြောပြမယ်ပမ်မီတောင်းဆိုတာ gas သိမ်းတာ procedure ရ vacuum ဆွဲမဲ့ဆိုရင်ပမ်တောင်းအရင်လောက်တာဘယ်လိုအခြေအနေမှာလဲဆိုစီလဲတာတို့စီသွန်တာတို့ဖီတာဒရိုင်ယာလဲတာတို့ expansion bar လဲတာတို့ TV လဲတာဒီ solenoid bar လဲတာတို့မှာကျွန်တော်တို့ vacuum ဆွဲကိုဆွဲရတယ်ဟုတ်ပြီနော်အဲ့လို vacuum ဆွဲ system တစ်ခုလုံး overall လုပ်ရင်ဆွဲရပါတယ်ဟုတ်အဲ့လို vacuum ဆွဲတဲ့အချိန်မှာကျွန်တော်တို့ကဘယ်လောက်ထိဆွဲလဲဆိုရင်0ကနေ negative 1အနှုတ်1ဘာနဲ့ပြောဘယ်နှဘာလဲအနှုတ်တစ်ဘာဒီတစ်ဘာလောက်ထိဆွဲရမယ်ဒါဆွဲပြီးသားပြနော်မဆွဲတော့ဘူးပြန်ဖွင့်လိုက်ရှူဆိုရင်အပေါ်ပြန်တက်မသွားဘူးလား0ပြန်ဖြစ်သွားရင်ကြာ0ပြန်ဖြစ်သွားရင်ကြာ0ပြန်ဖြစ်သွားရင်ဒီဘက်ကအနှုတ်1ဖြစ်နေလေဒီမှာ0ပြန်ဖြစ်သွားရင်ကြာနော်0ပြန်ဖြစ်သွားရင်နော်0ဖြစ်နေတယ်နော်အနှုတ်တစ်ဘာအနှုတ်30 inch mercury အနှုတ်တစ်ဘာအနှုတ်14.9 psi a အဲ့လောက်ထိဆွဲမယ်ဆွဲမဲ့အချိန်မှာကျွန်တော်တို့ကအရင်ဦးဆုံးပုံမှန်လုံနေကြကျွန်တော်တင်မောမှာလုံနေကြအတိုင်းပဲရင်ပြလိုက်တယ်ခတ်သွားရင်မြင်မှာဆိုလို့နော်တင်မောမှာဒါမရှိဘူးဒါကို micrometer လို့ခေါ်တယ် micron gauge လို့ခေါ်တယ် micron gauge ဒါလေးကို micron gauge လို့ခေါ်တယ်ဒါလေးမရှိကြဘူးတင်မောမှာမရှိရင်မာတာအရန်ကောင်းတယ်သုံးရတာအဆင်ပြေတယ်အားလုံးတော့ပို့ပြီးတော့အဆင်ပြေလို့ပြောတာမရှိလဲရတယ်ဆွဲလို့ရတယ်မရှိဘဲနဲ့ဆွဲတဲ့ပုံစံနဲ့အရင်ပြမယ်ဆိုရင်ကျွန်တော် vacuum bag ရဲ့ပိုက်နှစ်ပိုက်ရှိတယ်ပိုက်ဆိုင်အကြီးလားအသေးလားများသောအားဖြင့်အသေးကောင်းမယ်ကျွန်တော်ရှိမှဒီပိုက်အသေးပဲရှိရင်ပိုက်သေးတဲ့ပိုက်ကြီးကောင်းရှိရင်ပိုက်ကြီးပို့မှာလာတက်ဒီလိုပိုက်အကြီးတွေခေါင်းအကြီးတွေရှိတတ်တယ်တချို့ဟိုဟာတွေကနော်ပါလာတယ်ဆိုရင်အဲ့မှာတက်ဒါကိုအလဲပိုက်ဒီမှာအကောက်တက်တယ်အမြဲတမ်း pressure gauge မှာအဖြောင့်နေတက်မယ် okay vacuum စသွဲမယ်ဆိုရင်ဒါကို section မဟုတ်လား compressor ရဲ့ကျွန်တော် section မှာတက်လိုက်တယ်ပေါ့ဒါကို compressor ရဲ့ digest bar high side မှာတက်လိုက်တာပေါ့3 way ပါမနက်ဘက်မှာတင်မယ်နောက်နေ့မှတင်မယ်3 way ပါကင်းပါ3ပုံ3လီနောက်နေ့မှပြောမယ်ဆိုတော့အဲ့တော့ကင်းပါတွေကိုကျွန်တော်တို့က fully open လုပ်ထားတယ်ပေါ့ fully close လုပ်ထားတယ်ပေါ့ sorry fully close ဆိုတာ gas တွေသိမ်းထားတဲ့အချိန်မှာ fully close လေ fully close ဆိုပြီးနှစ်ဘားပွင့်တယ်ချာကျင်ဘားနဲ့ဒီလိုစုပ်တဲ့ vacuum ဘားနဲ့နောက်တဲ့ compressor ထဲဝင်မဲ့ဘာone way ကပွင့်တယ်3 way မှာone way ပွင့်တယ်အဲ့ one way အတိုင်းကျွန်တော်တို့ vacuum ဆွဲမှာ compressor ကြီးကို vacuum ဆွဲမှာစီထည့်ပြီးတဲ့အချိန်မှာပြန်လဲဆွဲတယ်ဒီသဘောတရားဒါ section side ဒါဒီချက် side လို့မြင်ဒါတကယ်တော့ gas တက်ထားတာနော်ဟုတ်နော်ခဏကြီးထည့်ထားတာပေါ့ compressor နဲ့မပြောင်းအဓိကဆွဲမဲ့အချိန်တွေမှာကျွန်တော်ဒါကိုပိတ်ထားဒါတွေတက်ပြီးသွားပြီဆိုရင်အလဲပိုက်တက်ပြီးသွား compressor ဒီ vacuum bag ကိုစမောင်းပြီနော်အဲ့မှာအရေးကြီးတယ်အမတက်ထားနဲ့ဖုံးလို့ကျွတ်ထွက်သွားလိမ့်မယ်မအခုတော့ကျွတ်ချင်တာနော်ဖုံးလို့ကျွတ်ထွက်သွားအဲ့ဒါတကောင်ပြုတ်ပြီးမောင်းပြီးရင်ဆက်ရှင်ပါဒီဟာကိုဆွဲထွက်လာပြီတွေ့လားဘာကိုဆွဲတာလဲကွန်ပရက်ဆာလေးကလက်စီကိုဆွဲထုတ်တာဟိုက်ဆိုင်ကွန်ပရက်ဆာလေးကထပ်ဆွဲလို့မရဘူးလားတစ်လုံးနဲ့ဆွဲလို့ရတယ်ဆွဲတုံညာကနေအနှုတ်တစ်ကိုရောက်သွားရမယ်တုံညာကနေအနှုတ်တစ်ဘားကိုရောက်ရမယ်အင်ချက်မာဂျူရီဆိုရင်30အင်ချက်မာဂျူရီ960မီလီမီတာမာဂျူရီ96စင်တီမီတာမာဂျူရီကိုရောက်ရမယ်ရောက်ပြီးသွားလို့ဆွဲပြီးသွားရင်အဲ့ဒါ vacuum ပြီးပြီဘယ်လောက်ဆွဲရမှလဲမေးတယ်15မိနစ်နာရီခွက်ကိုယ်ဆက်ကခံနိုင်တော့ဆွဲပြီး2 နာရီ3 နာရီပြင်မလားနဲ့ဒီကောင်လောင်သွားနိုင်တယ်အဲ့တော့ဒီ set တွေမှာ single stroke double stroke one stroke two stroke တွေရှိတယ် two stroke ကပိုကောင်းတယ်ဆွဲရပိုကောင်းတယ်ဆွဲလို့အနှုတ်တစ်ရောက်သွားပြီရပြီလို့သတ်မှတ်ရင်ဘာကိုဒီကောင်ကိုအရင်ပိတ်ပြီးရင်ဒီဘက် high side ဘာကိုလဲပိတ်ဒါလည်းပိတ်ကြမလို့ဘူးပြီးသွားရင်ဒီကောင်ရဲ့ခလုတ်ကိုပိတ်ခလုတ်ကနောက်မှလည်းရှိနိုင်တယ်လက်မှရှိနိုင်တယ်မှရှိနိုင်တယ်ပိတ်လိုက်လို့ဒီကောင်က
ကျွန်တော်15မိနစ်နိုင်ခွက်လောက်ဂျလန်လုပ်လိုက်လမ်းလျှောက်ပြီးပြန်လာခဲ့ပြန်တက်သွားရင်ဒီပိုက်တွေလည်းမလုံတာဖြစ်နိုင်သလိုကွန်ပရက်ဆာဘာပလိတ်တွေတက်ထားတဲ့ net တွေမလုံတာလည်းဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့် vacuum မအောင်မြင်ဘူးထပ်ဆွဲရမယ်ဆွဲရင်းနဲ့ leakage ရှိတယ်ဆိုတော့သိရင်ကျွန်တော်တို့ pressure test လုပ်ရတယ် nitrogen pressure test တွေလုပ်ပြီးမှ leakage ရှာ bubble test တွေလုပ် leakage tester တွေနဲ့ကျွန်တော်တို့ gas ထွက်တော့ကိုဆန်းလို့ရပြီဆိုမှဆရာတို့ကျွန်တော်တို့ကဒါကိုပြန်ပြီးတော့ vacuum ထပ်ဆွဲလို့လုံသွားပြီအခုလိုပြန်မတက်တော့ဘူးနိုင်ခွက်ကြလို့ကျွန်တော်ပြန်လာတယ်ဆရာအဲ့မှာ pressure ပြန်မတက်လာတော့ဘူးဆိုရင်လုံလားမလုံလားလုံတယ် very good ပြီးပြီဆိုပိုက်တွေဖြုတ်လို့ရပြီပေါ့ ခုလုံးဆွဲရတော့ထားဆက်လို့ဆွဲ လုံးဆိုင်ရောနိုင်ဆိုင်ဆွဲတော့မြင်တော့ဆရာတစ်ဆိုင်တည်းကျင်းဆွဲလဲရပါတယ်ဘယ်ဘက်ကဆွဲရတယ်လေကျွန်တော်နှစ်ဆိုင်ဆွဲပြလိုက်တဲ့သဘောလေဘယ်ဆိုင်ကဆွဲမယ်လုံမှာကြတော့အချို့ကြတော့ကွန်ပရက်ဆာကြီးဆွဲမှလည်းဖြစ်နေတာကွန်ပရက်ဆာကြီးဆွဲတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဖီတာဒရိုင်ယာကိုလဲလို့ဖီတာဒရိုင်ယာရဲ့ပုတ်ကိုပဲဖီတာဒရိုင်ယာ line လေးကိုပဲဟမ်မာနှစ်ခုပိတ်ထားတဲ့ကြားလေးကိုလည်းဆွဲတာလည်းဖြစ်နိုင်တယ်ဘယ်နေရာမှာဆွဲမလဲ high side ဘက်ကဆွဲလဲရတယ် low side ဘက်အရင်တော့ pressure gauge အဟောင်းတွေက high side ဘက်က pressure ဆွဲလို့ vacuum ဆွဲလို့လုံးဝမရဘူးဒီနေ့ kick ပေါ် pressure gauge တွေကဆွဲလို့ရသွားပြီအလုပ်တစ်ပါးပါလားတဲ့နော်ဆွဲလို့ရလာပြီဒီနေ့ kick ပေါ် pressure gauge တွေကနော်တိတ်ထွင်တာပဲနော်ဟိုဤပညာလဲဒါ update ဖြစ်လာအဲ့တော့ okay ဒါဆိုနားလည်မယ်ထင်တယ်အဲ့တော့အကယ်လို့များဟုတ်ပြီဒီတက်ပိုတိကျခြင်းနဲ့ဆရာဟုတ်ပြီလွယ်လွယ်လေးပါဆရာတို့